Hello မင်္ဂလာပါခင်ဗျာကေဇာချက်စီ football show ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ရပါခင်ဗျာ Okay ကျွန်တော်တို့ဒါခုတစ်ခါဆွေးနွေးပေးတင်တဲ့အကြောင်းအရာလေးကကျွန်တော်တို့ Chelsea အသင်းရဲ့ကွင်းလယ်လူဖြစ်တဲ့ Enzo Fernandez ရဲ့အကြောင်းလေးကိုဒါအနေနဲ့ဆွေးနွေးပေးတင်တယ်ပေါ့နော်ခုဒါကျွန်တော်တို့ Chelsea အသင်းရဲ့အာဂျင်တီနာသားလေးအသက်25နှစ်ရှိပြီဖြစ်တဲ့ဒါကွင်းလယ်လူဖြစ်တဲ့ Enzo Fernandez ကတော့ကျွန်တော်တို့အသင်းကနေကျိန်းသိပ်တကြပါထွက်ပါပြီနောက်တစ်ချက်ရှိတာကကျွန်တော်တို့ပေါ့နော်စပိန်သတင်းဌာနရဲ့ဖော်ပြချက်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ Enzo Fernandez ရဲ့ agent ဖြစ်တဲ့ Pastore ကဒါမာကာကိုပေါ့နော်စပိန်သတင်းဌာနရဲ့မာကာကိုအခုလိုပြောထားခဲ့တယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ Chelsea အသင်းကနေထွက်နိုင်ဖို့ဒါနီးနဲ့လေးရှာနေပါတယ်သို့ပေမဲ့လို့ပေါ့နော်ဘယ်အသင်းနဲ့မှတော့ဒါသဘောတူညီချက်မရရှိသေးပါဘူးဗျသူကစားသမားကတော့ခုလောလောဆယ်မှာအာဂျင်တီနာလေရေးစင်အသင်းနဲ့အတူကမ္ဘာဗလားကိုအာရုံစိုက်နေပါတယ်လို့ဒါပြောထားတယ်ပေါ့လေနောက်တစ်ချက်ရှိတာကသူကစားသမားအနေနဲ့ဒါခုဆိုလို့ရှိရင်ပေါ့နော်မက်ဒရစ်မှာသူနဲ့အရင်ရင်းနေတဲ့တငယ်ချင်းတွေလည်းရှိနေတယ်ဆိုပြီးတော့အခုလိုမျိုးပြောထားခဲ့တယ်ခင်ဗျာမာကောက်ကိုပေါ့လေကဲအဲ့တော့ဒါခုပုံစံမျိုးကျွန်တော်ကဆွေးနွေးရမှာဆိုလို့ရှိရင်ကျွန်တော်အထင်မြင်ယူဆချက်ပြောရမှာဆိုလို့ရှိရင်ဒါ Enzo Fernandez ဒီ Real Madrid နဲ့ဒါတည်င်းနဲ့တော်တော်များများထွက်ခဲ့တာဗျအဲ့တော့ဒါအကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ရဆွေးနွေးရမှာဆိုလို့ရှိရင်ပေါ့လေဒါဘယ်ကစားသမားခေါင်းကပါဗျာကစားသမားခေါင်းတော်များများကကျွန်တော်တို့ဒါတိဆောက်နေစေအတဲကနေပြီးတော့ဒါထွက်သားမှာဗျာဟုတ်တယ်မလားကျွန်တော်ပြောချင်တာကဒါသူတို့ဘက်ကကြည့်လဲဖန်တိုင်းမှန်တယ်ဗျာဘာလို့လဲဆိုတော့ဒါ Enzo Fernandez တို့လိုပလီယာခေါင်းမျိုးကိုဒါကျွန်တော်တို့ကအပြစ်သွားတွေ့လို့မရဘူးဗျာဒါသူတို့ရဲ့ဒါရွေးချယ်မှုတစ်ခုပဲဗျာဟုတ်တယ်မလားကျွန်တော်ပြောချင်တာလေအဲ့ဒါကြောင့်မလို့ပဲကျွန်တော်ကဘာကိုမြင်လဲဆိုတော့ပေါ့လေကျွန်တော်တို့ဒါအသင်းထက်စာမယ်လို့ရှိလို့ရှိရင်အသင်းထက်စာရင်ပေါ့လေအောင်မြင်သွားတဲ့အသေးကိုပဲသူတို့ကပြောင်းကျင်တဲ့စိတ်ဆန္ဒမျိုးတော့ရှိတယ်အဲ့ဒါမှပဲသူတို့ရဲ့ဘောတလန်းပေါ့လေဒါတိုးတက်မှာပေါ့ဗျာအဲ့တော့ကျွန်တော်အမြင်ရယူဆအဲ့လိုမျိုးယူဆတာပေါ့တော့ပေမဲ့လို့ကျွန်တော်တခုစဉ်းစားမိတာဘာလဲဆိုတော့ပေါ့ဗျာအဲ့လိုမျိုးဘယ်ကစားမခေါင်းမှဗျာကိုအတင်းကလုံးဝကြီးဗျာအနေဘက်ကိုရောက်နေပြီအဲ့တော့တခြားအသင်းကိုပြောင်းတဲ့ကစားသမားမျိုးကရှိတယ်ဗျာတော်တော်များများရှိတယ်သို့ပေမဲ့လို့တချို့ကစားသမားကြတော့ဒါကိုယ့်အသင်းကဘလောက်ပဲစုပ်ပြတ်နေပါစေကိုယ့်အသင်းကဘလောက်ပဲဒါဘလို့ပဲပေါ့နော်ဘလို့အနေထားပဲရကိုယ့်အသင်းမှာတိစ္ဆာရှိနေပြီးတော့ကစားမယ်ဆိုတော့ဒါကစားသမားတွေလည်းဒါရှိတယ်ပေါ့လေဒါပေမဲ့တော့ဒါအနှဲငယ်အချို့ပေါ့ဒါဥမာအရပြောရမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပေါ့လေဒါပြီးခဲ့တဲ့ရာသီမှာ Manchester United ရဲ့ Manchester အသင်းကိုပြောမယ်ဗျာဒါသူများအသင်းကိုလည်းဆော်ကားလာမဟုတ်ပေါ့လေ Manchester United အသင်းဒီကျွန်တော်တို့ခုဒါနီးပြကာရီလက်ထက်မရောက်ခင်ပေါ့နော်ကာရီမရောက်လာခဲ့မှာ Manchester United က assist 15-14နဲ့ပဲပက်လက်ဝိုင်းနေတာပေါ့အချိန်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Manchester United မှာလည်းကောင်းတဲ့ကစားသမားကြီးရှိခဲ့တယ်ဗျာဥပမာအားဖြင့်ပြောရလို့ရှိရင် Bruno Fernandes တို့လိုပါအဲ့လိုမျိုးကစားသမားမျိုးပေါ့ဗျာအဲ့တော့ကျွန်တော်အမြင်ပြောမှဆိုလို့ရှိရင်ခုဆိုလို့ရှိရင်ပေါ့နော်အဲ့တော့အချိန်အကာလာဆိုလို့ရှိရင် Manchester United ကတော်တော်လေးကိုဒါassist 15-14ဆိုရအစစ်မျိုးနဲ့ဒါရက်တိနေရပေါ့လေအဲ့တော့ဒါ Bruno Fernandes ကလည်းဒါအသက်နည်းနည်းလေးကြီးရဆိုပေမဲ့လို့ပေါ့ဗျာ Enzo Fernandez နည်းနည်းလေးကြီးရဆိုပေမဲ့လို့ဒါသူ့ကိုကန်လက်တဲ့ sorry ကလပ်တို့ဘာလို့ရှိတယ်သူ့ပေမဲ့လို့သူမသွားခဲ့ပေါ့အဲ့လိုမျိုးတက်ဆာရှိနဲ့ကစားသမားမျိုးကဒါကျွန်တော်တို့ဘလော့လော့ကမှာတော်တော်လေးကိုနဲတယ်ပေါ့ဗျာဆိုတော့ဒါ Enzo Fernandez အကြောင်းလေးဆက်လက်လိုက်အောင်ခင်ဗျ Enzo Fernandezနဲ့ပတ်သက်ပြီးတော့ပြောရမှာဆိုလို့ရှိရင်ပေါ့လေ Real Madrid အသင်းဘက်ကလည်းခုလိုမျိုးတရဝဲဒါစာကျညာလိုက်တယ်ပေါ့ဗျာအဲ့တော့ Real Madrid အသင်းဘက်ကဘာပြောလိုက်လဲဆိုတော့ဒါသူတို့အသင်းအနေနဲ့ Enzo Fernandez ကိုစိတ်ဝင်စားပါဘူးဆိုပြီးတော့တရဝဲကျညာလိုက်တယ်ဗျအဲ့ဒါကဘာလို့ဆိုလို့ဂျာလဲဆိုတော့ဗျာအခုကောလာဟာလာတွေထွက်နေရဗျာအခုသတင်းတွေပေါ့နော်တော်တော်များများပြန်ဖြစ်နေရပေါ့ဗျာ Enzo Fernandez ကို Real Madrid အသင်းကနေပြီးစိတ်ဝင်စားတယ်ဆိုပြီးအသင်းတွေထွက်နေရဗျာအဲ့ပေါ်မှာမူတင်ပြီးတော့ Real Madrid ကနေပြီးဖြည့်ရှင်းထားတာကသူတို့အသင်းအနေနဲ့ Enzo Fernandez ကိုလုံးဝဒါစိတ်ဝင်စားပါဘူး။ဘာကြောင့်မို့လဲဆိုလို့ရှိရင်သူတို့ Chelsea အသင်းကိုလည်းကျွန်တော်တို့ Chelsea အသင်းကိုလည်းလေးစားမှုရှိသလိုနောက်တစ်ချက်ကဒါ Enzo Fernandez ကိုလည်းလေးစားမှုရှိတယ်ပေါ့ဗျာအဲ့ဒါကြောင့်မလို့သူတို့အသင်းအနေနဲ့ Enzo Fernandez ကိုလုံးဝစိတ်ဝင်စားပါဘူးဆိုပြီးတော့အတိတ်လည်းပြောထားတယ်ဗျအဲ့တော့ဒါခုကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ပြောရမှာဆိုလို့ရှိရင်ဒါ
Enzo Fernandez ကိုပေါ့နော်ဒါ Real Madrid နဲ့ဒါ PSG အသင်းနှစ်သင်းကပဲခေါ်နိုင်မယ်လို့တော့ကျွန်တော်တို့ယူဆမိရယ်။ဘာကြောင့်မလို့ဆိုလို့ရှိရင် Enzo Fernandez ရဲ့ဒါပြောင်းရွှေ့ခြင်းကိုချက်ချင်းအသင်းကနေရောပေါင်တန်း120ပဲပေါင်တန်း120ပေါ့ဗျာပေါင်တန်း120နဲ့ဒါပြောင်းရွှေ့ခြင်းကိုတတ်မှတ်ထားတယ်ဗျာပေါင်တန်း120ကဒါကျွန်တော်တို့အတွက်ကတော့ဘယ်လိုပြပြမှာဗျာအရန်များတဲ့ဈေးနဲ့ခေါ်ထားရလဲမဟုတ်သလိုဒါအရန်နေတဲ့ဈေးနဲ့ခေါ်ထားတာမဟုတ်ဗျာအရင်မှဗျာ Enzo Fernandez ကိုကျွန်တော်တို့ချက်စီကိုခေါ်တဲ့အရင်တိုင်းပဲကျွန်တော်တို့ချက်စီအသင်းကနေပြီးတော့ဒါအဲ့လိုမျိုးဈေးကိုပေါ့နော်တင်ထားတယ်ပေါ့အဲ့ရနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပေါ့လေဒါခုလောလောဆယ်မှာ Real Madrid နဲ့ PSG ပဲ Enzo Fernandez ကိုခေါ်နိုင်လိမ့်မယ်လို့ထင်တယ် PSG ကဘာဖြစ်လို့လဲဆိုလို့ရှိရင် Enzo Fernandez ရဲ့ agent ကသူကစားခဲ့တဲ့သူကစားခဲ့တဲ့ PSG မှာပေါ့နော်ဥပမာအပြပြောရမှာရှိတယ်ဗျာဘာသာတို့ရှင်းတင်ချအောင်နားလည်အောင်ရှင်းပြရမှာဆိုလို့ရှိရင် Enzo Fernandez ရဲ့ agent ကလည်းဒါ PSG အသင်းမှာကစားပူးတယ်ဗျာအဲ့ဒါကြောင့်မလို့ဒါကျွန်တော်အမြင်ရ PSG အသင်းကိုလည်း Enzo Fernandez အနေနဲ့ဒါသွားကစားနိုင်ဖို့အခွင့်အရေးရတော့ရှိတယ်ပေါ့ဗျာကစားနိုင်ဖို့အခွင့်အရေးရတော့ရှိရတော့ပေမဲ့လို့သူကိုနှက်ကလည်းဒါခုဒီကိစ္စတွေဖြစ်မလာခင်ကဒါ Madrid မြို့ကြီးဘလောက်လှကြောင်းဘလောက်ဟွာဖြစ်ကြောင်းဆိုတာကိုဒါသူကိုနှက်ကလည်းပြောထားတယ်ဆိုတော့ဒါကျွန်တော်အနေနဲ့တစ်ချက်စောင့်ကြည့်ရမှာပေါ့လေအဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ဒါခု PSG နဲ့ဒါခုဆိုလို့ရှိရင် Real Madrid အသင်းကလည်းဒါအောင်မြင်ပြီးသားအသင်းတစ်ဗျာအောင်မြင်တဲ့ကာလဖြစ်တယ်ဗျာအောင်မြင်ပြီးသားလုံးဝအောင်မြင်နေပြီဗျာသူတို့အသင်းတွေကနောက်တစ်ချက်ရှိရက Man City အသင်းကလည်းဒါကွဲလက်ခေါ်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အမြင်ရသူတို့အသင်းနှစ်သင်းပဲခေါ်လိုက်ပါဗျာतोဆိုပေမဲ့လို့ပေါ့နော်ဒါမပြောတတ်ဘူးပေါ့လေဘလုံးတသေးဆိုတာကဒါဘလိုမျိုးဖြစ်သွားမလဲဆိုတာကျွန်တော်အနေနဲ့တော့ဒါမပြောပြတတ်ဘူးတကယ်အဲ့တော့ဒါညီကိုတို့အနေနဲ့ရောဒီ topic လေးတော့ဒီ topic လေးနဲ့ပတ်သက်ပြီးရောဘလို့မြင်ကြလဲဗျတစ်ချက်လောက် comment နဲ့မှာမကတ်ချပေးဖို့တောင်းဆိုအပ်ပါခင်ဗျကျွန်တော်ရဲ့ channel လေးကို like subscribe လေးလိုက်ကတ်ချဖို့လောက်ခတ်ချဖို့တောင်းဆိုအပ်ပါခင်ဗျကျေးဇူးတို့တရားကျေးဇူးတာအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ Football is the game